ကိုက်ခုတ်တေကြမွေဖားကင်းတန်းဆုံးဖားနတ်တိုက်ကို၌ပြုသူခွင့်မှုရှိရာမြည်သာခန္ဓာပရိလှကိုနိညခါခါရွတ်ဖတ်ရ၏လို့ဆိုတဲ့အတိုင်းအစိတ်ဘေးမှကင်းဝေးစေရန်ခန္ဓာတုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်သဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တကတံဝိယယနာတေတိဝိတံဂောရံသေသင်္စာပိပရိတယံအာနာခေတမေတပ္ပထသဗ္ဗရသဗ္ဗပါဏိနံသဗ္ဗသောပိနိဝါရေတိပရိတံဓမ္မနာမဟေဝိရုပခေယိမေမေတ္တံမေတ္တံဧရပထေယိမေသဗျံဗုဒ္ဓေယိမေမေတ္တံမေတ္တံကာနာဂေါတမကေယိသာအဘာတကေယိမေမေတ္တံမေတ္တံဒွိပါတကေယိမေသတုပတေယိမေမေတ္တံမေတ္တံဘဟုပတေယိမေမာမံအဘာတကောဟိန္တိမာမံဟိန္တိဒွိပါတကောမာမံသတုပတောဟိန္တိမာမံဟိန္တိဘဟုပတောသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဗုဒ္ဓသကေဝလံသဗ္ဗေပတ္တရာနိပတ္တံတုမာကေစီပါပမာဂမံအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောသံဃောပမာဏဝန္တာနိတရိတပါဏိအဟိဝိစိကတတပရိဩနနာဘိတရဘုမုတိကာကတမေရခကတမေပရိတံပဋိကမန္တုဗုဒ္ဓနိသောဟံနမောဘဂဝတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာခန္ဓာသုတ်တံဩရခတုခန္ဓာသုတ်တံခန္ဓာသုတ်ပိတောမြတ်တိဟောတောမကံပရိတယစိတ်ဓာကြည်ပြုနာယူကြညာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုယ်လည်းကြမ်းမာစိတ်ချမ်းသာ၍အစိတ်ဘေးဝေးကွာလွတ်ချမ်းသာကောင်းစွာမသွေးစောင့်ရှောက်တော်မူပါစေတည်း